အသက်58နှစ်တဲ့သူကအသက်60နှစ်အထက်တွင်တဲ့သက်သက်လို့အသားကိုလုံးဝရှောင်ပြီးစားခြင်းဖြင့်အသက်ရှည်စွာနေထိုင်ခြင်းကိုထိခိုက်မထိခိုက်ဒါ number 1 in other words ပြောချင်တာကဒီသက်သက်လို့စားခြင်းအသက်ရှည်ခြင်းသက်သက်လို့စားရမှာတဲ့နံပါတ်2သက်သက်လို့စားနေစဉ်အတွင်းအားစိတ်ပြီးဝဲတင်မဝဲတင်ပြီးဝဲနေဆိုတာကညွှန်ကြားပြသရတဲ့အဲ့တော့ကျွန်မပြောချင်တာကလေဒီမှာ answer လုပ်မယ်နော်အသက်ရှည်ခြင်းကိုကဘာသုံးရမလဲဆိုတော့အဘိဓမ္မာတွေကဖတ်ပြလိုက်တာညံဝင်သုံးရမှာနော်အဲ့တော့သက်သက်လို့စားရုံတစ်ခုတည်းနဲ့အသက်ရှည်နိုင်လားဆိုတော့ကျွန်မ answer ကမရှိနိုင်ပါဘူးအသက်ရှည်ခြင်းရင်ဓာတ်ကြီး၄ပါးမျှတအောင်လေအကောင်းဆုံးစားတော့တဲ့နည်းကတော့တက်တက်လို့စားတော့ခြင်းမဟုတ်ပါဘူးတခုကရှိတာကျွန်မပြောပြမယ်နော်ဒီအသက်ရှည်ခြင်းလေအရွက်များများစားသမင်းကိုလျှော့အသားကိုနှိမ့်တိုင်းမစားနဲ့တပတ်ကိုနှစ်ခါနည်းနည်းနော်ဒီကျွန်မကိုမေးရင်ပေါ့ဒါကျွန်မရဲ့အယူအဆပေါ့လေကျွန်မနဲ့သဘောတူခြင်းတဲ့လူတွေတူခြင်းမတူမယ်ဒီတက်တက်လို့စားတိုင်းကောင်းသလားဆိုတော့တက်တက်လို့စားရင်တချို့ဓာတ်တွေချုပ်ရင်းနေတယ်နော်ဒီစောစောကပြောတဲ့ L-carnitine ဆိုတာလေနှလုံးအတွက်အရန်အားရှိတဲ့ဓာတ်အုံနောက်အတွက်အရန်အားရှိတဲ့ဓာတ်ကြောက်ကအတွက်အရန်အားရှိတဲ့ဓာတ်ကအကြီးကြီးကမလုံးဝမပါဘူးဘယ်မှာပါလဲအသားမှာပါအဲ့တော့ကျွန်မပြောတာကလေ extreme ကိုမသွားနဲ့အစွန်ဆုံးကိုမရောက်စီကြနဲ့အလဲအလက်ကိုရှောက်တော့မှာနော်အဲ့တော့သမင်းကိုနည်းနည်း short စားအသားကိုတစ်ပတ်ကိုနှစ်ခါလောက်စားအရွက်များများစား ID ပဲ perfect နော်အဲ့ဒါဆိုရင်ကျမကြီးအတွက်ကျမထင်တာပေါ့နော်ပိုကောင်းတယ်ဒါမှမဟုတ်လေတချို့တွေကလည်းအသားတွေကနှိတယ်လေကိုကလည်းစားနေကြမဟုတ်တော့မစားကြဘူးအဲ့ဒီခါကျတော့ဘာတောက်တယ်လဲဆိုတော့ B12 ကရွက်ကလုံးဝမရသားမှာပဲရှိတယ်အဲ့တော့ B12 5000မှန်တော့နော်အဲ့ဒီမှာမောတယ်ဘာညာဆိုတော့ carnitine လေးပါလေးပဲတောက်အသားဓာတ်ကရတာ